ngã của yan la masa này số nào English lo blo biom le ngã của yan la masa này số nào English lo don't mess with me don't mess with me ngã của yan la masa nàyဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒီဥစ္စာကိုကျွန်တော်တို့စကားပြောတဲ့ခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်အကောင်နဲ့ဝေးဝေးနေအကောင်သွားပြီးတော့ရမ်းမစနဲ့အဲ့လိုမျိုးပြောချင်တယ်ဆိုရင် just stay away and don't mess with him just stay away and don't mess with him အကောင်နဲ့ဝေးဝေးနေအကောင်သွားပြီးတော့ရမ်းမစနဲ့ကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်တို့နောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်အကောင်ကိုသွားမစနဲ့အကောင်ကစားလို့နောက်လို့ကောင်းတဲ့ကောင်မဟုတ်ဘူးအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် don't mess with him he is not someone to joke around with don't mess with him he is not someone to joke around with အကောင်ကိုသွားမစနဲ့အကောင်ကစားလို့နောက်လို့ကောင်းတဲ့ကောင်မဟုတ်ဘူးကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီတယောက်ကိုရန်သွားမစားနဲ့ငါ့ကိုရန်သွားမစားနဲ့အဲ့လိုမျိုးပြောချင်တယ်ဆိုရင် don't mess with me ဒါမှမဟုတ် don't mess with him ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ်